မင်္ဂလာပါရှင်ဒီနေ့တော့အသားတို့ကြိုက်တဲ့သူတွေအတွက်အသားတို့ရဲ့အရာသာကိုပို့ပြီးတော့ပေါ်လွင်စေတဲ့နုနုညံ့ညံ့အီအီကလေးဖြစ်စေတဲ့အသားတို့ကြော်နီလေးကိုမျှဝေပေးပါမယ်ရှင်ပထမဦးဆုံးကျုပ်ဥတစ်လုံးကိုပကံထဲကိုဒီလိုလေးဖောက်ပြီးတော့ထည့်လိုက်ပါမယ်ပြီးရင်တော့အရာသာအတွက်စားတကြားချုံမုံလေးနဲ့ငယ်နဲ့ရွှေလိပ်ပြာအကျော်မုံလေးကိုဒီလိုမျိုးလေးနှစ်စွန်ထည့်ပြီးတော့တမအောင်လို့မှွေထားလိုက်ပါမယ်ရှင်ကျုပ်ဦးနဲ့အကျော်မုံတွေကဒီလိုမျိုးလေးပြစ်ပြစ်ကလေးဖြစ်သွားပြီဆိုလို့ရှိရင်ရေလေးနည်းနည်းစီထည့်ပြီးတော့ပြစ်ပြစ်ကလေးဖြစ်အောင်လို့ဒီလိုမျိုးလေးမှွေပေးပါမယ်ရေထည့်တဲ့နေရာမှာအရန်စိတ်မလောပဲနည်းနည်းချင်းစီပဲထည့်ပေးပြီးတော့မှွေပေးပါမယ်နည်းနည်းလေးလိုလိုနည်းနည်းလေးပဲထည့်ပြီးတော့မှွေလိုက်ပါမယ်မှွေရင်နဲ့ဒီလိုမျိုးလေးမပြစ်မကျဲလေးပေါ့နော်အလိုလေးဖြစ်ပြီးဆိုရပါပြီပြီးရင်တော့အသားတို့အလုံးသေး25လုံးခန့်ကိုဒီလိုမျိုးလေးပကံထဲကိုအသားလေးထည့်ပြီးတော့ရေလေးနဲ့3-4 ခါလောက်ဆေးပေးပါမယ်ခါပြီးတော့ဆေးပြီးတဲ့အခါမှာတော့ရေစိမ်ထားလိုက်ပါမယ်ရှင်ဒါကတော့ရေ3 ခါလောက်ဆေးပြီးတော့ရေစိမ်ထားတဲ့ပုံမှာရေလေး9 မိနစ်လောက်စိမ်ပြီးပြီဆိုလို့ရှိရင်သူကအထဲထဲအထိပေါ့နော်ပျော့သွားပြီအသားလေးလက်ကလေးနဲ့ဖိကြည့်လို့အတွင်းထဲအထိပျော့သွားပြီဆိုလို့ရှိရင်ရေစိမ်အောင်လို့ညှစ်ပေးပါမယ်ခုလိုမျိုးအသားတို့ကလေးတွေကိုရေစင်အောင်လို့တည်တည်ချာချာလေးညှစ်ပြီးတော့ခုနတော့ကဆက်ထားတဲ့မုံနစ်ကလေးတွေကိုအသားလေးထည့်ပေးပါမယ်ရှင်အသားတို့တွေအားလုံးဒီလိုမျိုးရေစင်အောင်ညှစ်ပေးပြီဆိုရင်တော့အနှစ်ကလေးနဲ့တမအောင်လို့ဒါလေးဖွာလက်ကလေးနဲ့ဖွာလေးပေါ့နော်နေထားလိုက်ပါမယ်ဒီလိုပုံစံလေးရပြီဆိုလို့ရှိရင်တော့စီပူဘူးလေးထဲမှာထည့်ပြီးတော့ကြောလို့ရပါပြီအခုလိုမျိုးကြော်တဲ့နေရာမှာလည်းမီးအေးလေးနဲ့ကြော်ပေးပါမယ်မီးကအရန်ပြင်းလာပြီဆိုလို့ရှိရင်ပြန်ပြီးတော့ခလုတ်ကိုပိတ်ပြီးတော့ပိတ်လိုက်ဖွင့်လိုက်နဲ့ကြော်ပေးရပါမယ်ရှင်မဟုတ်ရင်တော့အသားလေးတွေကတူးသွားပြီးတော့တစ်ဖက်ကမဲတစ်ဖက်ကဖြူပေါ့နော်စားမကောင်းလည်းဖြစ်မှာဆိုလို့မီးလေးကိုထိမ့်ပြီးတော့ကြော်ပေးပါမယ်ခုလိုဆိုရင်တော့အပြင်စားတွေတိမ်မစားတတ်တဲ့သူတွေအတွက်ဒီလိုမျိုးကိုယ်အိမ်မှာပဲလှူစားလို့ရတဲ့အသားထူကြော်နီလေးကိုမျှဝေပေးသွားတာဖြစ်ပါတယ်ရှင်အားလုံးပဲလိုက်လုပ်ကြည့်ပြီးတော့အဆင်ပြေကြပါစေနော်နောက်ဗီဒီယိုသစ်တင်မှာလည်းဆုံကြမယ်